ကျမတို့အများစုဟာဆိုရင်တော့ Homo species တွေကိုပဲဒီကမ္ဘာမှာအသက်ရှင်နေထိုင်နိုင်တဲ့သူတွေလို့ထင်နေကြပါလိမ့်မယ်။တကယ်တမ်းလို့ဆိုရင်တော့ကျမတို့မတိုင်ခင်ဒီကမ္ဘာဂျိုပေါ်မှာကျက်စားနေခဲ့တဲ့လူသားမျိုးစိတ်များစွာရှိနေခဲ့ပြီးကျမတို့မျိုးစိတ်တွေပဲအသက်ရှင်ကျန်ရစ်ခဲ့တာဖြစ်ပါတယ်ရှင်။ကျမတို့ရဲ့ဒီနေ့ top ဆုံ channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရနော်။ဒီကနေ့ဗီဒီယိုမှာဆိုရင်တော့ခိုင်နှုံးမတိုင်ခင်တရှိခဲ့တဲ့လူသားမျိုးစိတ်အမျိုးမျိုးအကြောင်းကိုပြောပြတင်ဆက်ပေးသွားမှာပါ။ subscribe နဲ့ ခေါင်းလေးနှိပ်ပြီးတော့အားပေးသွားကြပါအောင်ရှင်။ကမ္ဘာပေါ်မှာလူအများစုမသိသေးတဲ့လူသားမျိုးစိတ်တွေများစွာရှိခဲ့တာပါ။သူတို့မှမတူညီတဲ့ပုံမှန်သွင်ပြင်နေနဲ့အမှုကျင့်တွေရှိကြပြီးရင်ကျေးမှုအရာဆိုရင်တော့မယ်။ကျမတို့ရဲ့နောက်မှာအလုံးကုန်နောက်ကျပြီးတော့ကြိုင်ခဲ့ပြီဖြစ်ပါတယ်။ဒါဆိုရင်တော့အကျဉ်းချုပ်လေးလေးလာကြည့်ကြတာပေါ့နော်။ဒါဆိုရင်တော့စလိုက်ပါပြီ။ကျမကတော့ခိုင်ပါရှင်။နံပါတ်1 Homo speciesဒီလူသားမျိုးစိတ်ဟာဆိုရင်တော့ကမ္ဘာပေါ်မှာနောက်ဆုံးရှင်သန်နေထိုင်ခဲ့တဲ့မျိုးစိတ်ဖြစ်နေပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2000ခန့်ကအာဖရိကမှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ကျမတို့တွေကသူတို့ကိုခေတ်သစ်လူသားသို့မဟုတ်ပညာရှိလူသားတွေလို့လည်းခေါ်ကြပါတယ်။ကိုယ်ဟန်အနေထားထောက်မှတ်ပြီးတော့တနေရာကနေတနေရာရွေးရှားသွားလာနိုင်တဲ့ခြေထောက်နှစ်ချောင်းရှိကကြီးမားရှုပ်ထွေးတဲ့အုံနောက်နဲ့ကိုလက်လှုပ်ရှားနိုင်စွမ်းကောင်းမွန်ပါတယ်။ဒါပေမဲ့ကမ္ဘာအနှံ့ဖြန့်ကျက်နေထိုင်ပြီးနည်းပညာပိုင်းရောအနုပညာလက်ရာပိုင်းတွေမှာပါကျွမ်းကျင်လိမ့်ပါတဲ့ကျမတို့လူသားမျိုးစိတ်တွေကိုတော့ဘယ်မျိုးစိတ်ကမှမရှင်နိုင်ပါဘူးရှင်။နံပါတ်2 Homo rhodensensisဒီလူသားမျိုးစိတ်ဟာဆိုရင်တော့မျိုးတုံးသွားပြီဖြစ်နေတဲ့ homini မျိုးစိတ်တွေဖြစ်နေပြီးတော့လွန်ခဲ့တဲ့နှစ်ပေါင်း4သိန်းနဲ့3သိန်း2000အတွင်းမှာနေထိုင်ခဲ့တဲ့မျိုးစိတ်ပဲဖြစ်ပါတယ်။ဒီလိုနာမည်ပေးရခြင်းအကြောင်းမှဆိုရင်တော့သူတို့ကိုရိုဒီဆာမြောက်ပိုင်းမှာစတင်တွေ့ရှိခဲ့တာကြောင့်ဖြစ်နေပြီးအခုချိန်မှာဆိုရင်တော့ဇမ်ဘီယာဆိုပြီးတော့နာမည်ပြောင်းလိုက်ပါပြီ။သူတို့ကိုရိုဒီဆိုင်လူသားတွေလို့လည်းခေါ်ကြပါတယ်။သူတို့ရဲ့တည်ရှိမှုတွေကိုကွဲအပ်နေတဲ့ဥကောင်းကုံကိုကြည့်ပြီးတော့သာသိရှိခဲ့ရပြီးတဦးချင်းပြောရမယ်ဆိုရင်တော့ခန္ဓာကိုယ်အပြင်အလုံးကိုဖွံ့ဖြိုးကြကတခြားမျိုးစိတ်တွေနဲ့ရှင်ကြည့်မယ်ဆိုရင်တော့နှပ်ဖူးမျက်ခုံးအလုံးကိုကားပြီးကျဲတဲ့မျိုးစိတ်ပဲဖြစ်ပါတယ်ရှင်။နံပါတ်3 Homo species adultus ဒီမျိုးစိတ်ဟာဆိုရင်တော့ Homo species ရဲ့မျိုးစိတ်ခွဲတစ်ခုဖြစ်နေပြီးအခုချိန်မှာဆိုရင်တော့မျိုးတုံးပြောက်ကွယ်သွားပြီဖြစ်ပါတယ်။ adultus ဆိုတာကအသက်ကြီးတဲ့သူတွေကိုဆိုလိုတာဖြစ်နေပြီးတော့ Horto လူသားတွေလို့လည်းခေါ်ကြကပထမဆုံးမွေးဖွားလာတဲ့သူတွေလို့လည်းသိကြပါတယ်။ရှေးဟောင်းသုတေသနတွေရဲ့အရာသူတို့တွေဟာ2000ပေါင်း160လောက်ခရဲကတည်ရှိနေခဲ့ကြတာဖြစ်နေပြီးအာဖရိကမှာနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။သူတို့ကို Tingwike ဆိုသူမှ1998ခုနှစ်အီသီယိုးပီးယားအီလ်ဖာတရိကန်ရေလွှမ်းဒေသနီဟာဒိုဘူရီမှာပထမဆုံးတွေ့ရှိခဲ့တာဖြစ်နေပြီးတော့ Homo rhodensensis မှဖွံ့ဖြိုးလာတဲ့မျိုးစိတ်ပဲဖြစ်ပါတယ်ရှင်။နံပါတ်4 Homo rhodensensisဒီမျိုးစိတ်ရဲ့ကြောက်ဖြည့်ရုပ်ကျွန်းတွေကိုတော့အာဖရိကမှာရှိနေတဲ့ Johannesburg Anistok Fountain ကိုမှစတင်တွေ့ရှိခဲ့တာဖြစ်နေပြီးတွေ့ရှိခဲ့တဲ့ဥကောင်းကုံကိုကြည်ချင်းအဖြစ်ကြီးမားတဲ့သွားတွေရှိတာကိုတွေ့မြင်နိုင်ပါတယ်။ဒီမျိုးစိတ်ကလူသားတွေကအရက်3ပေအထက်သာရှိနေပြီးတော့ပေါင်130လောက်သာရှိတာပါ။လူသားမျိုးစိတ်တွေထဲမှာအုံနောက်အသေးဆုံးမျိုးစိတ်ဖြစ်ကစကားပြောနိုင်စွမ်းရောနားလည်နိုင်စွမ်းမှမရှိတဲ့လူသားတွေဖြစ်လိမ့်မယ်လို့သိပ္ပံပညာရှင်တွေကသုံးသပ်ခဲ့ကြပြီး Homo species တွေကအလုံးကိုနီးကပ်နေတဲ့ဆွေမျိုးဆက်တွေဖြစ်လိမ့်မယ်လို့လည်းရှေးဟောင်းသုတေသနပညာရှင်တွေကသုံးသပ်ခဲ့ကြတာဖြစ်ပါတယ်ရှင်။နံပါတ်5 Homo neanderthalensis Homo neanderthalensis တွေဟာဆိုရင်တော့လွန်ခဲ့တဲ့နှစ်ပေါင်း2သန်းခန့်ကပေါ်ပေါက်ခဲ့တဲ့မျိုးစိတ်တွေဖြစ်နေပြီးပထမကြောက်ခဲ့ယူရေရှားမှာစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။သူတို့ကတခါတည်းမှာကျမတို့မျိုးစိတ်ရဲ့ဝမ်းကွဲညီကိုတွေနဲ့တူညီပြီးမျိုးတုံးပြောက်ကွယ်သွားတဲ့မျိုးစိတ်တွေထဲမှာနာမည်ကြီးဆုံးမျိုးစိတ်ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်တော့သူတို့ရဲ့ပုံမှန်သွင်ပြင်တွေကကျမတို့ခေတ်တဲ့လူမျိုးတွေရဲ့ပုံမှန်သွင်ပြင်နဲ့ဆင်တူနေတာကြောင့်ပါပဲ။နီယန်ဒါတလမ်ဆိုတဲ့နာမည်ဟာဆိုရင်တော့ဂျာမနီနိုင်ငံနီယမ်ဒါဂျိုင်ဝမ်မှာနေထိုင်ခြင်းကနေစံတက်လာတာဖြစ်နေပြီးတော့ကြောက်ဖြရုပ်ကျွန်းတွေကိုလည်းအဲ့ဒီဂျိုင်ဝမ်မှာပဲတွေ့ရှိခဲ့တာဖြစ်ပါတယ်။နံပါတ်6 Homo habilisတောက်တော့မရလောက်ကင်တဲ့သူလို့အဓိပ္ပာယ်ရနေပြီးတော့တခြားလူသားမျိုးစိတ်တွေနဲ့တူညီမှုအနည်းဆုံးမျိုးစိတ်ဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း2.4တန်းနဲ့1.4တန်းအတွင်းမှာအာဖရိကနိုင်ငံဆဟာရာမှာနေထိုင်ခဲ့ပြီးအဲ့ဒီနှစ်အတွင်းမှာပဲမျိုးတုံးသွားခဲ့တာဖြစ်ပါတယ်။အရက်ပူပြီးတော့ခေတ်သက်လူသားတွေနဲ့ရှင်မဲဆိုရင်တော့ပုံမကျပန်းမကျဖြစ်နေတဲ့လက်မောင်းရှိကလူဝင်ပုံစံမျက်နှာနဲ့ခန္ဓာကိုယ်ရှိတာပါ။သူတို့ရဲ့ဥကောင်းကုံအရွယ်အစားကခေတ်သက်လူသားတွေရဲ့တဝက်အရွယ်အစားထက်ကိုအနည်းငယ်သေးပါတယ်ရှင်။နံပါတ်9 Homo rhodophyensis ပုံစံကထိုးဆန်းပြီးတမန်လူတွေထက်ကိုပို့ပြီးတော့လုံးဝတဲ့အုံနောက်ရှိကနှစ်တန်းပေါင်း1.9တန်းနဲ့1.8တန်းအတွင်းမှာနေထိုင်ခဲ့တဲ့သူတွေဖြစ်လိမ့်မယ်လို့သိရပါတယ်။ဒီမျိုးစိတ်နာမည် Homo rhodophyensis ကိုဒီမျိုးစိတ်ရဲ့ကြောက်ဖြည့်ရုပ်ကျွန်းတွေကိုတွေ့ခဲ့တဲ့ကန်နီယာအရှေ့ပိုင်း
Rudolf Takana ရေကန်မှဆန့်သက်တာကိုခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။တွေ့ရှိခဲ့တဲ့ Homo rudolfensis အထီးမျိုးစိတ်တွေမှာအမမျိုးစိတ်တွေထက်ပိုပြီးတော့ကြီးတဲ့သွားတွေရှိနေတာကိုလည်းတွေ့ခဲ့ရပါတယ်ရှင်။နံပါတ်၈ Homo naledi ဒီမျိုးစိတ်တွေကမကြာသေးခင်ကမှတွေ့ရှိခဲ့တဲ့လူသားမျိုးစိတ်တွေဖြစ်နေပြီးတရားမဝင်တင်ပြချက်တွေအရတောင်အာဖရိကနိုင်ငံမှာနှစ်ပေါင်း3သိန်းနဲ့2သိန်းတွဲမှာနေထိုင်ခဲ့တဲ့လူသားမျိုးစိတ်တွေဖြစ်ကြောင်းသိရှိခဲ့ရပါတယ်။သူတို့ရဲ့ပုံပန်းတွင်ပြင်တွေကခက်တဲ့နဲ့ခင်အောင်ရောဆက်နေပြီးတချို့ခန္ဓာကိုယ်အစိတ်ပိုင်းတွေကိုဘလို့မှခွဲခြမ်းစိတ်ဖြာလို့မရတဲ့တချို့အစိတ်ပိုင်းတွေကကြတော့လူဝင်ရဲ့အစိတ်ပိုင်းတွေနဲ့ဆန်တူလို့နေတာပါတင်ပြချက်တွေအရသူတို့ရဲ့ဥကောင်းကသိနေပြီးတင်မားဖြူတဲ့ဆိုတာတွေကိုလည်းသိရှိထားရပါတယ်ရှင်နံပါတ်9 Denisova hominum သူတို့မျိုးစိတ်ရဲ့ကြောက်ပြုတ်ခြင်းအပိုင်းစားတွေကိုဆိုက်ဘေးရီးယားနိုင်ငံအတလိုက်တောင်ပေါ်ကဒီနီဆိုဗာကိုမှာတွေ့ရှိခဲ့နေပြီးလွန်ခဲ့တဲ့နှစ်ပေါင်း2သန်းနဲ့5သိန်းတွဲမှာနေထိုင်ခဲ့တဲ့မျိုးစိတ်တွေဖြစ်ပါတယ်။အဲဒါကြောင့်ပဲသူတို့တွေကိုဒီနီဆိုဗာမျိုးစိတ်လို့ခေါ်ဆိုကြတာဖြစ်ပါတယ်။အဲဒီကူဟာဆိုရင်တော့ Homo neanderthalensis နဲ့ Homo sapien တွေကျက်စားနေထိုင်ခဲ့တဲ့ခုလေးဖြစ်တာပါ။ဒါပေမဲ့လည်းသူတို့အကြောင်းတွေကိုလူအနေငယ်ရပဲသိထားကြတဲ့အတွက်သူတို့အတွက်တိကျတဲ့နာမည်တွေကိုအခုချိန်ထိမပေးနိုင်သေးတာဖြစ်ပါတယ်ရှင်။နံပါတ်10 Homo antisaxar antisaxar ရဲ့အဓိပ္ပာယ်မှာစူးစမ်းရှာဖွေသူနေတဲ့ရှာဖွေသူလို့အဓိပ္ပာယ်ရနေပြီးကြောက်ဖြုတ်ကျွင်းရှားပါမှုတွေကြောင့်သူတို့ရဲ့ရုပ်ပန်းသွင်ပြင်တွေနဲ့ပတ်သက်ပြီးတော့အနေငယ်သာဖော်ထုတ်နိုင်ပါသေးတယ်။သူတို့တွေကဥရောပအနောက်ပိုင်းနိုင်ငံတွေဖြစ်တဲ့စပိန်၊အင်္ဂလန်၊ပြင်သစ်နိုင်ငံတွေမှာလွန်ခဲ့တဲ့နှစ်ပေါင်း1.2သန်းနဲ့3.8သန်းတွင်းမှာနေထိုင်ခဲ့ကြတဲ့သူတွေဖြစ်ပါတယ်။လေ့လာချက်တွေအရသူတို့ကညာတန်တွေဖြစ်ကြောင်းသိရှိခဲ့ရပြီးတယောက်နဲ့တယောက်ဆက်သွယ်နိုင်မှုအတွက်သင်္ကေတဘာသာစကားတွေကိုအသုံးပြုလေ့ရှိပါတယ်။အရက်9ပေခွဲရနေ6ပေထိရှိနေပြီးကျမတို့လိုပဲတူညီတဲ့ဖွံ့ဖြိုးမှုတွေရှိလိမ့်မယ်လို့သုတေသနပညာရှင်တွေကယုံကြည်ထားကြပါတယ်ရှင်။နံပါတ်7 Homo augusta ဒီမျိုးစိတ်ကလူတွေရာဆိုရင်တော့ပိန်ပါတဲ့အယိုးတွေရှိနေပြီးတော့ငေါထွက်နေတဲ့မျက်နှာပုံမှန်သဏ္ဍာန်ရှိတာပါသူတို့ရဲ့ထူးခြားတဲ့ပုံမှန်သဏ္ဍာန်တွေကြောင့်အသက်ရှူရာမှာကန့်သက်တဲ့အခြေအနေတွေရှိနေမလားဆိုပြီးသင်တို့တွေးမိကြပါလိမ့်မယ်ခန့်မှန်းခြေအားဖြင့်ဆိုရင်တော့သူတို့ဟာအာဖရိကမှာနှစ်ပေါင်း9သိန်းလောက်ထိနေထိုင်ခဲ့ပြီးကြောက်ပြုတ်ကျွဲမှတ်တမ်းများအရလွန်ခဲ့တဲ့နှစ်ပေါင်း1.4သန်းဝန်းကျင်မှာမျိုးတုံးသွားခဲ့ကြောင်းသိရပါတယ်တခြားမျိုးစိတ်တွေထက်ပိုကြီးတဲ့ဥကောင်းကွန်ရှိကနှစ်ဖူးကတော့အောက်ဘက်ကိုကျနေတာပါအကုန်လုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်တော့သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံက Homo sapien တွေနဲ့အလွန်ကိုတူပါတယ်ရှင်။နံပါတ်7 Homo heidelbergensis အာဖရိကနိုင်ငံမှာကြောက်ဖြုတ်ကျွန်းတွေကိုရှာတွေ့ခဲ့ပြီးဂျာမနီနိုင်ငံမှာလူတစ်ယောက်ရှာတွေ့ခဲ့တာဖြစ်ပါတယ်။သူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းနဲ့2သိန်းတွဲမှာနေထိုင်ခဲ့ကြပြီးခန့်မှန်းခြေအရက်9ပေ9လက်မဖြစ်က58ကီလိုဂရမ်အကြားအလေးချိန်ရှိပါတယ်။သူတို့တွေရာဆိုရင်တော့အပူချိန်မြင့်မားမှုတွေကိုပထမဆုံးကြုံတွေ့ရတဲ့လူမျိုးဖြစ်ကြောင်းရှာဖွေတွေ့ရှိမှုတွေရသိရပြီးအဲဒီအချိန်ကလေးကကိုယ်ပိုင်ခုနားရတွေကိုစောက်လုပ်ကလူတွေတွေကိုလည်းစတင်ပြီးတော့မြုံနှံခဲ့ကြတာပါရှင်။နံပါတ်7 Homo floresiensisဒီမျိုးစိတ်တွေကလူသားတွေရာဆိုရင်တော့အရွယ်အစားသိနေပြီးအရန်အားဖြင့်3ပေလောက်သာရှိက Hobbit တွေလို့လည်းခေါ်ကြပါတယ်။သူတို့ကလွန်ခဲ့တဲ့နှစ်ပေါင်း9,000ခွဲနဲ့1,900တွင်အင်ဒိုနီးရှားမှာနေခဲ့တယ်လို့လည်းယုံကြည်ရပါတယ်။တင်းငယ်တဲ့ခန္ဓာကိုယ်နဲ့အတူအုံနောက်ကလည်းတင်းငယ်ပြီးမြခြေထောက်ကတော့မူမမှန်မဲနဲ့ကြီးမားပြီးတော့ရှည်လျားနေတာပါ။တချို့သက်သေတွေပြောပြနေတာကတော့ဒီမျိုးစိတ်တွေဟာကြောက်တုံးကိရိယာတွေကိုစတင်ပြုလုပ်ခဲ့ပြီးကြီးမားတဲ့ဆင်ကစားလို့တခြားကိုက်ဖြတ်စားတောက်တဲ့တတ္တဝါတွေကိုစတင်အမဲလိုက်ခဲ့တဲ့မျိုးစိတ်ဖြစ်ပါတယ်ရှင်။နံပါတ်7 Homo erectus ဒီမျိုးစိတ်တွေကလူသားတွေရာဆိုရင်တော့အရက်အားဖြင့်4.9ပေကနေ9ပေအထိရှိကအဲ့ဒါကသူတို့ရဲ့ပြန်များရက်ပဲဖြစ်ပါတယ်ရှင်။သူတို့ကအင်ဒိုနီးရှားမှာတွေ့ရှိခဲ့တဲ့ပိုပြီးတော့ရှေးကြတဲ့လူမျိုးစိတ်တွေဖြစ်ကအာဖရိကအိန္ဒိယတရုတ်ဂျော်ဂျီယာနဲ့ဂျာဗာတို့မှာလည်းတွေ့ရှိရပါတယ်။သူတို့ရဲ့မျက်နှာကတိတ်တော့ငေါထွက်မနေပေမဲ့အလွန်ကိုရှေးထွက်နေတဲ့ခြေထောက်တွေနဲ့အလွန်ကိုတိုးတဲ့လက်မောင်းတွေရှိကလွန်ခဲ့တဲ့နှစ်ပေါင်း1.9သန်းနဲ့မကြသေးခင်အချိန်3,430,000တွင်မှာရှုပ်ထွေးတဲ့နေရာတွေမှာနေထိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။ဒီနေ့ပဲခိုင်တို့ပြောချင်တဲ့စည်ရင်ကကုံသွားခဲ့ပါပြီနော်။တင်တို့ကိုလိုအပ်မဲ့သတင်းချက်လက်တချို့ကိုပေးပြီးပြီလို့ထင်ပါတယ်။အစောင်းတဲ့ချိတ်ရှုပေးရတဲ့လည်းကျေးဇူးများကြီးတင်ပါတယ်။နောက်တစ်ခါရ top ဆောင်မှာဆိုရင်လည်းပရိသတ်ကြစိတ်ဝင်စားဝယ်ကြောင်းရိုင်းနဲ့ပြန်လာခဲ့မှာပေါ့ရှင်။ဆက်လက်ချစ်ခင်အားပေးကြပါဦးနော်။ Bye bye